အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မဖတ်ပြမှာကတော့စာရေးဆရာမခင်ခင်ထူးရဲ့ရေကြီးခါဆိုတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်ရေကြီးခါဝါဝင်ပြီဆိုသည်နှင့်အေယော်ရီမြစ်ရေကိုမြစ်နားကမ်းနားရွာတွေကကဲခတ်ရပါပြီဝါဥရေကိုအောင်မအောင်ခန့်မှန်းဖို့ခက်ပါသည်တချို့နှစ်တွေမှာကစုံနယုံကလေးကရေလှုပ်သည်မအောင်သည့်ရေကတစ်ရက်နှစ်ရက်နှင့်ဆုတ်သွားတတ်တော်လဲအောင်ရေကတော့မြစ်ကိုတလှုပ်လှုပ်ဖွာသလိုမောက်လာတတ်သည်ထိုအခါမြစ်ရေကတလကိုတရင်ဧည့်သည်လုပ်နေတော့သည်ရေကတရိပ်ရိပ်တိုးသည့်ရေနှင့်ကြမ်းကြမ်းတိုးသည့်ရေဟူ၍ရှိသည်ရေတိုးကြမ်းသည့်နှစ်တွေမှာမြစ်နားရွာတွေထဲကိုချောင်းပေါက်ထူပေါက်တွေကတဆင့်တိုးဝင်တော့သည်ကျမတို့ရွာတွေမှာရွာထဲရေဝင်ပြီဆိုသည်နှင့်ရွာလဲပွက်ပွက်ဆူလေတော့သည်လူကိစ္စလူပစ္စည်းကဒုတိယကျွဲတွေနွားတွေကိုအရင်ရွှေ့ဖို့စီစဉ်ရသည်ရေက6ရိုးအတိုင်းဘလုံးထိုးစီးဝင်လာကရွာအရှိဘက်ကိုရေဦးထိုးသည်ဆက်တိုးလို့မရတော့ရွာထဲပြန်လှည့်ကစမြုပ်တော့သည်ဝါဆိုဝါကောင်တော်တလင်းရေကြီးကိုတော့ရေကြီးခါခေါ်ကြသည်နှစ်တိုင်းတော့ရွာထဲရေမဝင်ပါရေအောင်သည့်နှစ်တွေမှာတောင်မြစ်လုံးရှံလေးရှိတော်လဲရွာထဲဆက်ဆက်သာဝင်သည်သို့တော်တကယ်ရေဝင်ပြီဆိုသည့်နှစ်မှာတော့ပင်လယ်ကြီးဖြစ်ရတော့သည်မြစ်နှင့်ရွာမှာရေတစ်ဆက်တည်းဖြစ်နေတော့ဘယ်ကြည့်ကြည့်ရေတွေမြစ်နားရွာတွေရဲ့လို့ခြေတန်းရှည်အိမ်ဆောက်ကြသူတွေကြီးတော့မဟုတ်သို့တော်နှစ်ထပ်တော့ဖြစ်အောင်ဆောက်ထားရသည်အိမ်အောက်ရေဝင်သည်ဆိုတာကကစောင်းလောက်မြုပ်တာကိုဆိုလိုပါသည်ထိုအခါအပေါ်တက်နေကြပြီရော့ခြေတန်းရှည်အိမ်တွေမှာတော့လှေကလေးတွေအိမ်တိုင်းနှင့်တွဲချီတတ်ကြ၏အိမ်တိုင်းလှေမရှိနိုင်တော့နွားစာချင်းလှုပ်ထားသောတစ်ထွင်းလှေထန်းလုံးထွင်းလှေကို2မျိုးသုံးလှုပ်ထားကြရပါသည်ရေကြီးကရောက်လျင်ရေလွတ်ရာအိမ်ပေါ်တက်မှာမီးဖိုကချက်ကြပြုတ်ကြရတာဆိုတော့ရေပေါ်အိမ်ကလေးတွေတဲကမီးခိုးတွေဥလေ၏ထင်းတွေကရေဆိုကြပြီကိုတအိမ်တအိမ်နွားစချင်းလှော်ကကူးကြရသည်မိုးကလည်းတအေးအေးရေကလည်းတဖွေးဖွေးဆိုတော့နွမ်းပါကြသူတို့စိတ်မောရသည့်အခါဖြစ်သည်တို့တော့ရေကြီးကဘာမှလှုပ်ရှားမရှိတော့ထမင်းတိုင်ခံချက်စားနေတာပဲစားလို့လဲကောင်းမှတော့ရေကလေးပစီပစီနဲ့ထမင်းဝင်ချက်တော့ညဘက်မှာတရွတရွလှမ်းမြော်ကြည့်ရတာလဲလွမ်းစရာကောင်းလာပါသည်မဲနဲ့နေသည့်ရေပြင်ကကြောက်မီဆိုလျင်ကြောက်စရာမီးအောင်လက်လက်ကလေးတွေကဟိုတနေရာဒီတနေရာရေတွေဟိဟိတိုက်တိုးနေချိန်မှာဘယ်လေကများခီးသွားနေကြတာပါလေဟိုးစုရတော့ရွာမီးဖြစ်လိမ့်မည်ရွာစဉ်ရွာဆက်ရေတွေကြီးဆိုတော့သူ့အိမ်ကိုအိမ်ကူးကျင်လို့မလွယ်ရဟန်းတန်ဃာတော်တို့မကြွကြတော့မှကိုရင်ငယ်တို့လှေလော်ကစွန့်ခံကြွကြပြီစွန့်ခံလေကရိုက်ခတ်သည့်ကြေးစီတန်ကိုနားဆွင့်ကြရင်စွန်းတစ်စလောင်းတော့မြှောင်လောင်းကြသည်အိမ်တွေလဲတဝက်မြုပ်ပြီးတစ်ပင်တွေလဲပင်စီလဲပင်ရေရောက်ပြီးနွားစချင်းနှင့်အိမ်လဲကြသူတွေအိမ်လဲလွန်တော့အိမ်ကလူကဗျိုးကြီးဟစ်ခါပြန်ခေါ်သည်ကြားသည့်အိမ်ကလက်ဆင့်ကမ်းပြေးပွဲလိုဆက်ခါအော်ပေးကြတော့အလဲလွန်နေတကောရဲ့လို့မကြားမရှိမိလှရေဟေးမိလှဖောင်းကားကုန်းကနွားတွေသွားကြည့်ကြအောင်ဆိုကုန်းပေါ်ရေရောက်လောက်တဲ့နော်ညီးသွားရင်လာခေါ်စမ်းဟေးရွာထဲရေဝင်ပြီဆိုကလေးကဖောင်းကားကုန်းကိုနွားတွေအရင်ပို့ရသည်နွားစာတွေရေလွတ်အောင်လှေနှင့်ကဲ့ရသည်ဖောင်းကားကုန်းကဖျားကုန်းဖြစ်၍တော်ယုံရေလောက်တော့လွတ်ပါသည်တရွာလုံးကနွားတွေကျွဲတွေဖျားကုန်းမှာမဆန့်တော့ရေလွတ်ရာသွားထားကြရင်ကြီးတော်ရွာတွေအထိရောက်ရတာလည်းရှိသည်ကြီးတော်ရွာတွေဆိုတာကကျမတို့ရွာနှင့်အနည်းဆုံး4မိုင်လောက်ဝေးသည့်ကုန်း6ရွာတွေကိုခေါ်ခြင်းဖြစ်ပါသည်တချို့ကလည်းကိုဝိုင်းတိုက်ထဲမှာပဲနွားချံကုန်းမြင့်တည်ထားကြတာရှိပါ၏အဝေးရွာတွေကိုမပို့နိုင်သည့်နွားရှင်တွေကတော့
ဖောင်းကားကုန်းမှာထားကြကတရေကြီးလုံးဖျားကုန်းမှာချက်ပြုတ်စားတောက်ကြရသည်နွားတွေရေလွတ်သည်ဆိုတော့လဲနွားလောက်ကသေးတာမဟုတ်နွားစာကဲ့ရဖျားကုန်းတန့်ရှင်းရလူနေလူထိုင်ဆင်းရဲကြတမြန်ပြင်တစ်နှစ်ကတက်လိုက်တဲ့မြည်တစ်သက်ကြုံမှုဘူးဘလူးစီးလာသလားမှတ်ရတယ်ဒုက္ခရောက်ချက်ကတော့လူတွေလည်းနေစရာမရှိဘူးနွားတွေလည်းနေစရာမရှိဘူးရွာတဲ့ရေဝင်လာတာဓမြဝင်တဲ့အတိုင်းပဲတမြန်အပြင်တစ်နှစ်ဆိုတာပြီးခဲ့သည့်3နှစ်ကိုပြောခြင်းဖြစ်ပါသည်မနှစ်ကတမြန်နှစ်ကတမြန်ပြင်တစ်နှစ်ကဆိုသည်ဖြင့်သုံးတတ်ကြသည်တော်ရုံဒုက္ခကိုဒုက္ခထင်ကြသူတွေမဟုတ်တော့ကြီးတော်ပြောသည့်ဒုက္ခရောက်ချက်တော့သည်သေးသေးမဟုတ်တာကျမနားလဲပါသည်မိထရေထဆန်းငါသမီးရေတွေတိုးလာတာနွားတွေသွားကြည့်စမ်းဟဲ့လို့နှိုးရတယ်အဲ့ဒီညကအိမ်မှာတို့သားမိ2ယောက်တည်းပဲမိကွက်ကလေးထွန်းကနွားခြံဘက်ကြည့်တော့နွားတွေဒူးမြုပ်နေကြပြီဆို၏ကြီးတော်ကအိုကြီးအိုမဆိုတော့ဂရင်ပေါ်ထိုင်နေရ၏သမီးကြီးမကရေထဲကဖြတ်ပြီးနွားခြံဖက်ပြေးကနွားတွေခြီတိုင်ကဖြုတ်ရသည်တရွာလုံးအချင်းချင်းနှိုးကြသည့်အတန်တွေကအမှောင်ကြီးထဲမှပွက်လောရိုက်နေတော့သည်ညကြီးဆိုတော့ဖောင်းကားကုန်းဘက်ကိုမသွားနိုင်ရေတိမ်ခြေထိုးဆန်းရင်ရွာတောင်ဘက်တကားကထွက်ခါရေလွတ်ရာရွာတွေဘက်နွားတွေဆွဲသွားကြရသည်ကိုလိုလူတွေကြီးပဲဆိုတော့ကြောက်စရာတော့မရှိကိုရက်ကိုရွာဂျိုင်းကြီးချင်းကြီးဘယ်နှရှိတယ်ဆိုတာသိလို့တော်တော့တာပေါ့ငါလည်းမထူးဘူးဆိုပြီးအမေ့ပြစ်သွားတော့တာဟေ့နွားတွေပို့ပြီးရွာပြန်ရောက်တော့မိုးလင်းကနီးပြီအမေကကတင်ပေါ်စပွဲဆင့်ထိုင်နေတာငုတ်တုတ်ကလေးသားမီး2ယောက်တွေ့ရသေးတဲ့ဟဲ့ဆိုပြီးအဲ့ဒီကြမှာဖက်ငိုရတော့တာနောက်ရက်တွေမှာတော့အိမ်ကျမ်းမြေမြုပ်သည့်အထိရေတက်လာခဲ့သည်မြေဆိုင်အိမ်တွေကနီးစပ်ရာဖုံးတော်ကြီးကျောင်းတွေအိမ်မြင့်ကြီးတွေပေါ်သွားနေကြရသည်တချို့တစ်ပင်ကြီးတွေပေါ်လင့်စင်ထိုးနေကြသည်ဆိုပါ၏မွေတွေကရေထဲမှာတလန်းလန်းမြစ်ဖက်ကသင်္ဘောကြီးတွေခုတ်မောင်းသွားလျင်လှိုင်းကရွာထဲအထိရောက်တော့ဇလုံးမျောပကံမျောလိုက်ဆယ်ရတာကတလုံးကျမတို့ရွာမှာနေစဉ်ကတော့ရေကြီးကကြုံမှုလာတော့လဲဒီလောက်ဆိုးတာမျိုးမကြုံဘူးခဲ့ပါကလေးဆိုတော့ရေကြီးတာကိုပဲပျော်ရသည်ရေကပြင်းကနေရေထဲဂျွန်းထိုးချရတာရေမျောကစစ်သီးတွေဆယ်စားရတာတနေကုန်ကြိုထားသည့်လက်ပံကောင်းဟင်းလေးချက်စားရတာတွေကရေကြီးမှကြုံရတာမျိုးမဟုတ်လားရေကြီးမှာကိုကြိုတင်မသိနိုင်လေတော့တနွေလုံးအချောက်ခံထားရသည့်ဘူးသီးချောက်ရမ်းသီးချောက်လက်ပံကောင်းချောက်တရသီးချောက်မကြီးသီးမှဲ့ပဲငပိငချောက်မလို့တော်ရှိလို့တော်ရှိကြိုစုထားကြရသည်နွားစကျင်းနှင့်လှေလော်ရတာလဲအရသာရေတိုးရက်ကြလျင်ကြာသလောက်အနေအစားဆင်းရဲကြရပါသည်ရေကြပြီဆိုတော့လဲတရွာလုံးညှိစော်နံလေတော့သည်ရှင်ပွဲစီကအသွားရအလာရခက်ပါပြီရေကြမှာကြမှဆွဲငါးတွေပေါ်တော့မပိသိပ်ကြငချင်းသိပ်ကြရင်ကောင်းတဝုံဝုံကုန်းချောက်ပြီဆိုလျင်တော့တောင်သူတွေအခင်းဆင်းကြရပြီသဘာဝကပေးသောမြေနုနှုံးနုကလေးတွေရလိုက်ပြီမဟုတ်လားမြေနူးနူးဆိုတော့တစ်စေးကြိုက်တဲ့မြေသားရပြီအခင်းနေရေဝင်မှာမှတစ်နှစ်လုံးလောက်ကင်စားရတာအဆင်ပြေသည်ရေကြီးလို့ဒုက္ခရောက်လှတလရဲ့မြေစီဩဇာဓာတ်ကလေးရတော့အပင်ဖြစ်တယ်အပင်ဖြစ်တော့တစ်စေးတစ်နံပိုးထွက်တာပေါ့တို့တွေကတော့ရေကြီးခါမျောကြရတာဒုက္ခကိုရင်းကဒုက္ခကိုရိတ်သိမ်းကြသူတွေပါလားလို့သာတွေးရတော့သည်မြည်ရေအောင်တော်လဲရေမဝင်သည့်နှစ်တွေများလာခဲ့သည်တချို့နှစ်တွေမှာအေယာရီသည်ပင်ပြည့်ပြည့်ဖြိုးဖြိုးရှိလိုက်ရပဲပြီးရသည်လည်းရှိပါ၏ကြီးတော်တို့ပြောသည့်တမြန်အပြင်တစ်နှစ်ကရေမျိုးကတော့အောင်လွန်လွန်းသည်ကျမတို့မှာမြို့မှာနေတော်လဲဒီနှစ်ရေဝင်တယ်ရေမဝင်ဘူးဆိုသည့်သတင်းကိုနားဆွင့်ကြရသည်လူစင်းရဲနွားစင်းရဲဆိုတော့လဲရေကြီးမှတီးနှံကောင်းတာဆိုတော့ရေကြီးခါမျ
မျှော်ကြရသူတွေမဟုတ်လားဒီနှစ်တော့ဝါဆိုးဝါကမတိုင်ခင်ကပင်မြစ်ရည်ကြီးနေပြီကမ်းလုံးတော့မတိုက်သေးရေကြီးခါရက်တွေမရောက်သေးတော့လဲရွာကလူတွေကတော့ကြိုကြိုတင်တင်စုစုဆောင်းဆောင်းရှိကြရော့မည်စားရေးနေရေးဒုက္ခရောက်ကြသည်ဆိုပေသည့်ရေကြီးခါထမင်းကလေးကိုတော့အလွမ်းသာခင်ခင်ထူးအဆုံးထိနာတော်တာဆင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်